ကိုကတော့ဘာလုပ်ပါလဲဆိုဒီနေ့ရှိုင်းရမှာဝေးခဲ့ကြရင်ပေါ့သွားကြည့်ပြန်ပြီးတော့ခဲပင်းအတွက်ဟင်းချက်တာကိုစားလဲပြီးတော့ဟင်းချက်ပြီးတော့ဘာလေးချက်ပြီးတော့ပတ်သားလေးပြုတ်ကြော်တယ်ပြီးတော့ဘာလဲဆိုပြမယ်နော်ခဏလေးဒီပဲလေးကရေခဲတရထဲမှာကြားနေလွတ်ပြရမှာဆိုလို့ပဲလေးကိုရိုသီးဆက်ဆက်ကလေးနဲ့အရေးတာကလေးချက်တာအဲ့နှစ်ခွနဲ့ပဲစားမယ်အချစ်ဆုံးခိုင်ခိုင်ရဒီနေ့မှာရှိုးပွဲမှာရှိုင်းရမှာရှိုးပွဲမှာဒူးရင်သီးပေးလိုက်ပါတယ်ဒူးရင်သီးအရင်စားကြတယ်အဲ့ဒါစားပြမယ်နော်9မိနစ်လို့ထားရတာအော်ဟိုမှာဟိုပွားလေဟိုမှာမပိတ်ရတယ်ခင်းချက်ပြီးတော့အိမ်မှာဒူးရင်သီးစားတာဆိုလို့မိဘတယောက်ပဲရှိရဘယ်သူမှမစားအောင်အဲ့တော့စားမယ်ပေါ့နော်ဒူးရင်သီးတစ်ခါမှမခွဲဘူးကဲဒီမလေးနောက်နေရကဲကြည့်လိုက်တာဘူးကောင်းပါမယ်ခါနဲ့ဘောလုံးမဖြစ်တော့တခုပြီးတခုဒူးရင်သီးခွဲရတဲ့အလုပ်ရှုပ်ခွဲဆောင်မယ်ပေါ့နော်အဲ့ဒီဘလို့ဆက်ခွင့်မလို့ညှောမဲ့ပြီလားမဲ့တော့ပါအဲ့ဘလို့ခွဲရတာမသိဘူးခမဒူးရင်သီးခွဲရတာလူကတော့ခိုင်းပြီးတော့မရတော့ဘူးခွဲရတယ်မသိဘူးသူမြဲတီးပင်လေးဖယ်တိုင်းရပြီဆိုတော့မတီးပင်လေးဖယ်တာမရဘူးခဏနေရောဒီပေါ်မှာတော့မရတာဟာတကယ်ထိုင်ကုန်မှာဖြစ်တော့ဘလို့ခွဲရလဲဒီမင်းကြီးကအေးဒီလိုတော့အစပေါ်သွားတယ်မောလိုက်တာကဲဒီလိုအစပေါ်တိုင်းမှာခွဲလိုက်ဒါနဲ့လှိချလိုက်တယ်ကွယ်နော်မဲ့တာမဲ့နေကောင်းတယ်ဒါပေမဲ့နည်းနည်းအထက်မှာဒီနေ့မှမခွဲမကောင်းတော့အစီကြီးတာထိုင်းသီးမဟုတ်လားဒီကဒီကြတဲ့ဘန်ကောက်သွားဖို့ရှိတယ်အဲ့ရန်ဒွင်းသီးဘူဖေးဟိုကစားမှာနော်အဲ့ကြရင်ပြမယ်ဒီနေ့ကျော်ဒွင်းသီးကြိုက်လားလည်းနဲ့ဖယ်လို့ရတယ်ဝါစားမလားမကြိုက်ဘူးဟာအရင်လူရဒီနေ့ချက်ကောစားမလား